တရားနဲ့လျော်ညီပါဝိတမလောဘစိတ်လူချင်းမထားပြင်ဘူးလေဒီနိုင်ငံကြီးအဓမ္မစိတ်တွေရှိနေသမျှတော့လောင်ကြီးကြနေအပင်ငရေဘူးမြောင်ပါမလွဲမသွေလူကြီးလူစိတ်တွေပါလေဓမ္မနဲ့အဓမ္မခွဲခြားသိပါတငယ်ကြီးရာမင်းလုံးရဲ့တိုင်းမှာတရားနဲ့လျော်ညီပါဝိတမလောဘစိတ်လူချင်းမထားပြင်ဘူးလေဒီနိုင်ငံကြီးအဓမ္မစိတ်တွေရှိနေသမျှတော့လောင်ကြီးကြနေအပင်ငရေဘူးမြောင်ပါမလွဲမသွေတလင်တမဲသာနာတိမနာတိမနုတောလူဆိုတာဆင်းရဲချမ်းသာကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားသိနိုင်ရင်မှလူလို့ခေါ်ဆိုထိုက်တာအကြောင်းကျိုးသိမှလူအမှန်မှန်သိမှလူဝိပဲစဉ်းစားရင်ပညာဓမ္မမြင်နိုင်တဲ့လျှောက်တာအဂတိလိုက်စားကငရဲပြေးသွားရမှာတနေ့စားညံတဘဝစဉ်မြင်ဒီငရဲပြေးရောက်မှာအမေတငယ်ကြီးရာမင်းလုံးရဲ့တိုင်းမှာတရားနဲ့လျော်ညီပါဝိတမလောဘစိတ်လူချင်းမထားပြင်ဘူးလေဒီနိုင်ငံကြီးအဓမ္မစိတ်တွေရှိနေသမျှတော့လောင်ကြီးကြနေအပင်ငရေဘူးရောက်မှမလွဲမသွေလူကြီးလူစိတ်တွေပါလေတလင်တမဲသာနာတိမနာတိမနုတောလူဆိုတာဆင်းရဲချမ်းသာကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားသိနိုင်ရင်မှလူလို့ခေါ်ဆိုထိုက်တာအကြောင်းကျိုးသိမှလူအမှန်မဲ့သိမှလူဝိပဲစဉ်းစားရင်ပညာဓမ္မမြင်နိုင်လျှောက်ပါအဂတိလိုက်စားကငရဲပြေးသွားရမှာတနေ့စားညံတဘဝစဉ်မြင်ဒီငရဲပြေးရောက်မှာအမေ